နာပဲညာနေဖြစ်ပါတယ်ဒီကအင်တော်မင်္ဂလာပဲဖြစ်ပါတယ်ဒီနှစ်ခုတော့တားမတည်ဘူးကောင်းဖြစ်ပါတယ်ဒီအပေကငုချဲဖြစ်ပါတယ်ဒါကခုနကအင်တော်မင်္ဂလာဖြစ်ပါတယ်ဒါတားမတည်ပါဘူးတားမတည်ပါဘူးဒါနှင်းနေဖြစ်ပါတယ်ကြောက်ခက်ပဲဖြစ်ပါတယ်ဒါကတရတိပင်ဖြစ်ပါတယ်တော့နီအောင်ရရမှာခုနီအောင်ရွနာပဲတုံးပြီးဖြစ်ပါတယ်အလဲအကြီးကြီးအောင်တလောက်ဝေးယူပါတယ်တန်ဒီပဲအောင်စပဲပဲဖြစ်ပါတယ်ဒီနေ့တွေ့လာခင်ဗျာဒီအပြင်အောင်နာမတူ6တရားနေယူစနာပဲဒီနေ့ပြန်တာမတိပါဘူးအပြင်ကြီးရဒီဘူလာဖြစ်ပါတယ်ဆာရနဘက်ပင်စိုက်တော့အိမ်မှာဆာရနဘက်စိုက်ထားပါတယ်ဒီနောက်ကတုံးပြီးအောင်တာမသိပါဘူးတော့ပုံနေဖြစ်ပါတယ်ပြန်တရေရပရမအတီ12 နာရီတန်းဖြစ်ပါတယ်ဒါဆိုပါလို့ဖြစ်ပါတယ်တော့ဘယ်နေပဲပါဒီကစီစဝပန်းနေပါ